အားလုံးပဲမင်္ဂလာပါ teacher ကတော့ grade 12 maths ကိုသင်ကြားပေးနေတဲ့ teacher မက်ကြီးဖြစ်ပါတယ် teacher အရင်နေ့က 6.1 က exercise တွေအားလုံးကိုတွက်ပြပေးပါပြီ exercise 6.1 ကိုပြီးတဲ့အတွက် teacher တို့အခုဘာကိုဆက်ပြီးတော့လေ့လာကြမလဲဆိုရင် parabola အကြောင်းကိုဆက်ပြီးတော့လေ့လာကြမယ် exercise 6.1 မှာဆိုရင် circle ရဲ့ standard form equation တွေ general form equation တွေရှိတယ်လို့ပဲ parabola မှာလည်း standard form equation တွေရှိတယ် standard form equation တွေရှိတယ်ဆိုတဲ့အတွက် page စာမျက်နှာ textbook 94 မှာဆိုရင်ပုံလေး၄ပုံရှိတယ်အဲ့ပုံလေး၄ပုံမှာဘာလေးပါလဲဆိုရင် standard form equation တွေပါတယ်ပုံလေးလေးကိုပုံတစ်ပုံကိုတစ်ချက်စပြီးတော့ရှင်းပြမယ်ဒီပုံမှာဆိုရင် y square equal to 4ph က standard form equation လေး y square equal to 4ph လို့ပြောထားပြီးဆိုတော့ y square ဆိုရင်ဒီကျတော့သိရမယ်ပုံဆွဲပြီးဆိုရင် open လား down လား left လား right လားဆိုတာကို parabola လေးကိုစပြီးတော့စဉ်းစားရမယ်ကဲ parabola y square equal to 4ph အဓိကသိထားမှာ 4p က plus ဖြစ်နေတယ်ဒီ 4h မှာ plus ဖြစ်နေ plus ဖြစ်နေတယ်ဆိုရင်ဒီချက်တို့ open to the right ဖြစ်ရမယ်ဘာကြောင့်လဲ 4p y square equal to plus 4ph ဖြစ်နေတဲ့အတွက်နံပါတ်1အချက် open to the right ဒီ parabola လေးကဘယ်ဘက်ကိုလှည့်လဲညာဘက်ကိုလှည့်ပြီးညာဘက်ကိုလှည့်ပြီးဆိုတဲ့အတွက်ဒီပုံလေးထွက်လာပြီ vertex ကိုစဉ်းစားမယ်နံပါတ်2 vertex ကိုစဉ်းစားမယ်ဒီမှာ y square equal to 4ph ရိုးပုံသင်နေပဲနောက်ကြမှာ h တွေ k တွေပါတဲ့ပုံသင်နေပေါ့နော်ရှိလာမယ် y square equal to 4ph ပုံသင်နေမှာဆိုရင် vertex က 0,0 0သိထားမှာကvertex က 0,0 နံပါတ်3 focus မှာဆိုရင်တချို့တို့ဒီမှာဘယ်ဘက်ကိုလှည့်လဲ open to the right ညာဘက်ကိုလှည့်တယ်ညာဘက်ကိုလှည့်တဲ့အတွက်တချို့တို့ကဘာတိုးမလဲ h တိုးမယ် y ကတော့0ပဲဘယ်ဘက်ကိုလှည့်ရင်လည်းပဲ h တိုးမယ်ညာဘက်ကိုလှည့်တော့လည်း h တိုးမယ်ဒါပေမဲ့ h မှာကြာရင်ဘာကိုတိုးမလဲအပေါင်းဘက်ကိုလှည့်တဲ့အတွက်အပေါင်းတိုးမယ်အဲကြောင့် focus ကဘာရေးမလဲဆိုရင်p, 0ဒီချက်အလွယ်မှန်လေးတွေပြောတော့နော် p, 0အကယ်ဘယ်ဘက်ကိုသာလှည့်ရင် minus p, 0ဆိုတဲ့ဟာလေးရမယ်ပထမတစ်ဆင့် open to the right ရပြီနံပါတ်2 vertex ရပြီနံပါတ်3 focus ရပြီနံပါတ်4ဒီချက်တို့ဘာရှင်းစားမလဲ focus ပြီးပြီဆို direct trick ဒီ focus ပြီးရင် focus ကိုရဲ့နောက်မှာ vertex နဲ့ focus နဲ့အကွာအဝေး p ရှိလို့ရှိရင်လည်း vertex နဲ့ direct trick အကွာအဝေးလည်း p ရှိတယ်ဒါပေမဲ့သူ့ရဲ့နောက်မှာရှိမယ်နောက်မှာရှိတော့ direct trick ကိုရေးမယ် direct trick ဘယ်ဝင်ရိုးပေါ်မှာရှိမှာလဲ h ဝင်ရိုးပေါ်မှာရှိမယ် h ဝင်ရိုးမှာပါရှိတဲ့အတွက် direct trick က h equal to နောက်ကျောမှာရှိတော့ minus p direct trick ကိုရပြီနံပါတ်1ချက် vertex open to the ဘယ်ဘက်ကိုလှည့်လဲကိုစဉ်းစားမယ် open to the right နံပါတ်2ချက် vertex 0,0 နံပါတ်3 focus ကိုစဉ်းစားပြီနံပါတ်4 direct trick ကိုစဉ်းစားပြီပြီးရင်နောက်တစ်ခုဘာစဉ်းစားမလဲ end point ကိုစဉ်းစားမယ်ဒီချက်ကို end point ကိုစဉ်းစားမယ်ဆိုရင် lattice rectangle လို့လည်းပြောတယ် lattice rectangle လို့လည်းပြောလို့ရတယ် end point ဆို lattice rectangle ပေါ့ end point ဆို lattice rectangle မှာကဲဒီချက်တော့ဒီဘက်ကိုလှည့်ပြီဒီဘက်ကိုလှည့်တော့ p ပဲတိုးတယ် h တန်ဖိုးတိုးတယ် p တိုးတယ်ဒါပေမဲ့အပေါ်ကိုတက်သွားရင်ဘာတိုးမလဲ y တိုးမယ်အောက်ကိုဆင်းတော့လဲ y ရော့မယ်ဒီ focus ကနေဒီ cap တီအကွာအဝေးက focus ကနေဒီ cap တီအကွာအဝေးကဒီချက်တို့ဘယ်လောက်ရှိလဲဆိုရင်ဒီမှာ p ရှိရင်ဟောဒီ p လေးနဲ့ဒီနဲ့အကွာအဝေးကဘယ်နှဆရှိလဲဆိုတော့2ဆရှိမယ်အောက်ကိုလည်းဘယ်လောက်သွားမလဲ2ဆသွားမယ်2ဆသွားတော့အပေါ်ကိုတိုးရင်ဒီချက်တို့က p ဆိုတော့ p ရဲ့ဒီရဲ့အကွာအဝေး vertex နဲ့ focus နဲ့အကွာအဝေးက p ရှိတယ်ဒါကြောင့်မလို့ p ပဲအပေါ်ကိုဘယ်နှဆတိုးလဲ2ဆတိုးတော့ 2p ဒီရဲ့အောက်ကိုလည်းဆင်းမယ် vertex နဲ့ p နဲ့အကွာအဝေးက p အောက်ကိုဆင်းတော့2ဆတိုးတယ်ဒါပေမဲ့ y တန်ဖိုးကဘာဖြစ်သွားပြီလဲ minus ဖြစ်သွားပြီအဲ့ဒါကြောင့်မလို့ end point ကိုနောက်တစ်ဆင့်ကျွန်တော်ဘာရေးမလဲ end point on lattice rectangle
n point or letter returns အပေါ်ကအပွိုင်းကိုရေးမယ်ဆိုရင် h အကွာဝေးကတော့တူတူပဲ p, y2 တော့ 2p and အောက်ကပွိုင်းကိုရေးမယ်ဆိုလဲ p ပဲအောက်ကပွိုင်းကိုရေးတော့လဲ p ပဲဒါပေမဲ့အောက်ကိုရောက်သွားတဲ့အတွက် y တန်ဖိုးကဘာဖြစ်သွားလဲ -2p ဒါလေးတွေကို teacher တို့သိထားရမယ်ပထမဆုံးဘာသိရမလဲy square equal to 4ph ဆိုတဲ့အတွက် open to the right ညာဘက်ကိုလှည့်ရဆိုတော့သိပြီဒါကြောင့်မလို့ vertex ကိုရေးမယ် vertex က 0,0 vertex က 0,0 ပြီး vertex က 0,0 ပြီး focus ကိုစဉ်းစားမယ်vertex က 0,0 focus focus ကကြတော့ vertex ရဲ့အထက်ဒီဘက်မှာရှိမယ် open to the right ဆိုတော့ဒီဘက်ကိုလှည့်မယ်ဒီဘက်ကိုလှည့်တော့ h တိုးမယ် h တိုးတော့အကွာအဝေးက plus ဖြစ်မယ် plus ဖြစ်တော့ p, 0 direct trick က vertex နဲ့ focus နဲ့အကွာအဝေးပါသလိုပဲနောက်ဘက်ပါလဲသူကအကွာအဝေးရှိမယ်သူ p ကွာရင်နောက်မှာ p ရှိမယ်ဒါဆိုတော့ဒီက h တန်ဖိုးကနောက်ကိုသွားတော့ minus direct trick က h equal to -p ဆိုတဲ့တန်ဖိုးလေးရမယ်ပြီးရင် m point စဉ်းစားမယ် m point အပေါ် point ကိုစဉ်းစားမယ်အပေါ် point ကိုစဉ်းစားတော့ y တိုးတယ်အောက်ကိုစဉ်းစားရလဲ y ရော့တယ်ဒါကြောင့် h ရဲ့အကွာအဝေးကအတူတူပဲ m point on letter return ဆိုရင် p, 2p and p, -2p ဆိုပြီးတော့ဒီချက်တို့ဒါလေးတွေကိုအတူကောက်တော့မှတ်လို့ရပါတယ်အားလုံးကိုကျေးဇူး